ကျွန်တော်ညီကိုတွေဟော်တို့တွေကိုကျင်နွယ်စောက်ဖြတ်တဲ့ခါမှာမဖြစ်မနေကျင်နွယ်လုံနေသေးတာလားအခုဒီဗီဒီယိုမှာတော့ကျင်နွယ်မလုံဘဲနဲ့ကျင်နွယ်စောက်ဖြတ်တဲ့နေတန်းကိုကျွန်တော်မျှပေးမယ်ကျွန်တော်တို့ဒီတစ်ခါကျရင်ကျင်နွယ်ကပျောက်နေတာလို့ကျင်နွယ်ကဝယ်ခဲ့တာတွေမမှန်တာလို့ဆိုရင်အခုလိုနေတန်းကျွန်တော်တို့လုပ်လို့ရတယ်နော်ဟိုဆရာကြီးတွေတွေ့တော့လည်းမဟုတ်ပါဘူးဒါနေတန်းတည်ရင်တော့လည်းလွယ်သွားတော့နေတန်းမတည်ခင်တော့ခက်တယ်ဒီများကတော့ပြောမယ်မှန်ပြီးဖြတ်တာတော့ဟုတ်တယ်ဒါပေမဲ့အခုလိုမျိုးကျင်နွယ်ကြားဖြတ်ဖို့ဆိုတာလေဒီလိုမျိုးနေတန်းနေတည်တော့ပို့ပြီးလွယ်တာပေါ့အလောက်တည်းပို့ပြီးတွေ့မှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါကျင်နွယ်စောက်ရပါကျင်နွယ်ကျိုးရပြီเนาะလောကကျင်နွယ်ကိုမတော့တော့ဒီမှာကျင်နွယ်နဲ့ပြန်ကြိုက်တာပြတယ်လောကအဆင်ပြေတယ်เนาะပြီးရင်ဒီမှာနောက်တစ်မျိုးတာပဲဒီမှာကြတော့တယ်ခဏကတော့ပဲဒါ26ဘူးကျွန်တော်တို့တစ်ခါလေးပြတာတယ်နှစ်ဖက်ကို26ဘူးပြတာတော့မဟုတ်ဘူးကနှစ်ဖက်ဟိုကဒီအဲ့ဒီတိုင်းပဲအောက်မှာအမှတ်တစ်ခါလေးမှတ်ပြီးတော့အဲ့ဒါပဲဆိုတော့ဒီမှာတော့ဟိုတွေချောင်းနေပဲခဏကခေါက်ဆိုလဲဒီမှာအဖြောက်ကတော့ကြိုက်တာနဲ့ဆိုရယ်ဒါတော့အမှတ်တာပေါ့အဓိကဝေချောင်းပဲဖြစ်ပါပြီအခုလိုပဲအမှတ်ပြီးတော့ဒါဆိုဒီနေ့ဆိုတော့ကျင်နွယ်စောက်ရတော့ပြီเนาะ所以，叫你过来，过来，谁在家不是有讲讲的嘛嘞？所以技术的都来技术的来。